ရေကူးစပိန်အပြေး3မျိုးပေါင်းအားကစား triathlon ပြိုင်ပွဲကို Star City Sport Club မှာတတိယအကြိမ်မြောက်ကျင်းပပြုလုပ်ခဲ့ပါတယ်။ပထမအကြိမ် triathlon ပြိုင်ပွဲမှာကျွန်တော်တို့အသင်း Team Nitro ကပထမဆုကိုရရှိခဲ့ပြီးဒုတိယအကြိမ် triathlon ပြိုင်ပွဲမှာဒုတိယဆုကိုရရှိခဲ့ပါတယ်။ဒီတစ်ခေါက်တတိယအကြိမ် triathlon ပြိုင်ပွဲမှာရေကူးကို Aqua King Swimming Club ကညီလေးကိုတန့်ဆန် Rangoon Cycling Club RCC မှအပကိုနေမျိုးနဲ့အတူ Aqua King Nitro အနေနဲ့ပါဝင်ရှင်ပြိုင်ခဲ့ပါတယ်။ပြိုင်ပွဲမှာပိုဒီယံဝင်အောင်ကြိုးစားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အားလုံးတက်ညီလက်ညီကြိုးစားခဲ့ကြပါတယ်။ကျွန်တော်ခီးပန်းပြီးချောင်းလဲဆိုဖျားလဲရှိလို့စီးတောက်ပြီးပြိုင်ပွဲဝင်ခဲ့ရပါတယ်။ Star City Sport Club Charity Run ကစံချိန်တိုင်း43မိနစ်ကျော်ကျော်နဲ့ပေါင်းဝင်လာခဲ့ပါတယ်။ဒီတက်တာနောက်ကျမယ်ဆိုရင်တတိယလည်းဖြစ်သွားနိုင်ပါတယ်။ပေါင်းဝင်လာတဲ့အခါဘေးမှာအမြဲရှိနေပြီးငြင်းနေရဲ့အားပေးကြတဲ့ပရိသတ်တွေရဲ့လက်ခုပ်တံများကချက်ချင်းအမောကိုပြေးစီပါတယ်။စပိန်ဆရာကြီးကိုနေမျိုးနဲ့ရေကူးဆရာလေးကိုသက်ဆန်တို့ကျွန်တော်နဲ့အတူအကောင်းဆုံးပါဝင်ရှင်ပြိုင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။နောက်နှစ်တင်မှာလည်းပြိုင်ပွဲဝင်တွေအားလုံးနဲ့ပြန်လည်ဆုံတွေ့ကြပါလိမ့်မယ်။ Bye